လူပွဲစီကလူအများစုကခွင့်မလို့ဘူးခွင့်မလို့ဘူးအာမတန်လို့သာမန်လျှော့ပြီးတော့နေလိုက်မှာခွင့်တော့မလို့ဘူးကိုကအပေါ်အသာစီးရထားရဆိုရင်တော့ဟဲ့လာထားလေလာထားကိုကအသာစီးမရဘူးကိုကအာမတန်လို့မန်လျှော့ရမယ်ဆိုရင်လေစိတ်ထဲမှာကြိတ်ပြီးတော့ခေါင်းသာငုံနေတာခွင့်မလို့ဘူးကိုကနည်းနည်းလေးအသာစီးရှင်တော့မြမလူပွဲစီမှာဟာလာထားခွင့်လို့စရာလားခွင့်လို့စရာလားဒါတွေကိုခွင့်လို့စရာလားစောက်ကျူလားမစောက်ဘောလားဟမ်ခွင့်လို့စရာလားဒီကိစ္စနဲ့ပတ်သက်ပြီးဘာခွင့်လို့စရာလဲအကြောင်းမရှိဘူးလူတွေခွင့်မလွတ်နိုင်ဘူးခွင့်မလွတ်ဘူးခွင့်လွတ်လေမရှိဘူးအဲ့တော့အပြစ်တွေကိုငယ်စဉ်ကလေးဘဝတွေကသူများကိုလွှဲချတဲ့အချင်းဟာဦးသေးမှုဖြစ်တဲ့အထိညွန်မှုဖြစ်တဲ့အထိညွန်ချိုးဖြစ်တဲ့အထိလွတ်တော်ရရောက်တဲ့အထိဘုံမှုဖြစ်တဲ့အထိဘိုလ်ချုပ်ဖြစ်တဲ့အထိဘုံမှုချုပ်ကြီးဖြစ်တဲ့အထိဘုံချုပ်မူကြီးဖြစ်တဲ့အထိစောက်ပြစ်တွေကိုသူများတွေကိုလွှဲချဖို့ပဲငယ်ငယ်တည်းက train လာတာလူဖွဲ့စီက train ပေးလိုက်တာလူဖွဲ့စီက train ပေးလိုက်တာဝင်ခံပြီးတော့ okay sorry ကျွန်တော်မှားသွားတယ်ကျွန်တော်မှားသွားတယ်ကျွန်တော်မှတာဝန်ရှိတယ် yes ကျွန်တော်တာဝန်ရှိတယ်ကျွန်တော်နှုတ်ထွက်တယ်ဘာလို့ကျွန်တော်မှတာဝန်ရှိတယ်လို့ခံစားလို့အဲ့ဒါမျိုးလေးတွေပေါ့အကုန်လုံးကဝင်ဆက်ချိတ်ဆက်နေတာအဲ့တော့တကူးကူဆိုရင်အပြစ်လုပ်တဲ့လူတွေကလည်းစဉ်းစားတာအပြစ်လုံးမိတာနဲ့စောင်းရမ်းကြောက်ရတယ်ဘာလို့လဲဆိုတော့လူတိုင်းဝင်ခွင့်မလို့ဘူး second chance မပေးဘူးတောင်းလို့လည်းမရဘူးအဲ့တော့လူတွေကအဲ့အပြစ်ကိုဖုံးဖို့ဟိုအတန်ကြိုးစားကြတယ်ရှုံးလို့မဖြစ်ဘူးငါအပြစ်ဖြစ်လို့မဖြစ်ဘူးအကြောက်ကံနေဖြစ်ကုန်တာအဲ့ဒါဘယ်ကိစ္စလေးမဆိုစဉ်းစားတာနဲ့အဲ့အပြစ်မဖြစ်ရေးကို UTV စဉ်းစားတာငါစောက်ပြစ်လို့ရေးငါစောက်ပြစ်လို့ရေးသူလို့လားကျွန်တော်ဘာမှမဆိုင်ဘူးတမ်းပါဦးတော့အဲ့ဒါမျိုးငယ်စဉ်ကတည်းကအဲ့ဒါတွေကလူကြီးပြတဲ့တွေသွားတာဗျအဲ့မြမလူဖွဲ့စီမှာအကြီးမားဆုံးပြင်ရမှာကအဲ့ဒီမှုသားမပါလင်္ကာမချောကနေစလိုက်တဲ့အလိန်အညာတွေနဲ့နေသားတကြလဲပတ်နေတဲ့မြမလူဖွဲ့စီအလိန်အညာတွေအပြစ်ကိုသူများကိုထိုးချခြင်းအဖြစ်ဘဝကိုရှင်သန်နေတဲ့မြမလူဖွဲ့စီဒီခါချောင်းကိုကျွန်တော်တို့ပြင်ရမှာပြင်ရမယ်အဲ့ဒါမပြင်နောက်ကလေးဒိုးရောတာ